ဆရာတို့မင်္ဂလာပါဒီနေ့ဒီ KNU နဲ့ဒီအစိုးရနဲ့လွတ်တော်တွေ့ဆုံတဲ့နေရာမှာပေါ့လေအဓိကဘယ်အကြောင်းအရာတွေကိုဆွေးနွေးဖြစ်ကြလဲဆိုတာပထမဆုံးရှင်းပြပေးပါဦးပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့အတွေ့တယ်ပေါ့နော်2 နာရီရရင်အခု4 နာရီခွဲထိကျွန်တော်တို့ဆွေးနွေးတယ်အဲ့ဒီမှာအလွတ်တော်ဆိုတဲ့အတိုင်းကျွန်တော်တို့ကပုံမှန်နဲ့လဲပေါ့နော်ရင်းနှီးနှီးဆွေးနွေးတယ်သူ့ဘက်ကမြင်တဲ့အမြင်ကိုယ့်ဘက်ကမြင်တဲ့အမြင်အခက်အခဲအကုန်လုံးကိုလက်ရှိ process မှာဖြစ်နေတာအကုန်လုံးဆွေးနွေးပါတယ်အကုန်လုံးဒီမှာပေါ့ကျွန်တော်ဆွေးနွေးတယ်ဆိုတော့အဓိကဘယ်အကြောင်းအရာတွေမှာသဘောတူညီမှုရလဲဆိုတာရှင်းပြပေးပါကျွန်တော်တို့ကလွတ်တော်ဆွေးနွေးပွဲပဲလေကျွန်တော်အဖြေရှာရတာပေါ့ဒီနေ့ကျွန်တော် KNU ရဲ့ position ကတော့ဒီလိုလိုဆိုညီချိုင်းလုပ်ငန်းစဉ်ရဲ့အဓိကပင်မဖြစ်တဲ့အခြေကောင်းတဲ့ပုံမှုမှာမတူညီတဲ့အတိတ်ပဲဖွင့်ဆိုမှုတွေဟာအကြောင်းကျွန်တော်တို့ဒီလိုမျိုးအဆင်ပြေမှုလေးတွေကျွန်တော်ကြုံတွေ့ရတဲ့အခြေခံပုံမှုတည်ပြီးတော့ရတယ်တို့ဆက်ပြီးအဖြေရှာပါမယ်ဆိုတာပဲကျွန်တော်ဆိုပြတာဟုတ်ကဲ့ KNU က statement လည်းထုတ်ထားတာရှိပါတယ်အဲ့ဒါကဒီပေါ့ဒီတရားဝင်ဆွေးနွေးပွဲတွေကိုယာယီဆိုင်းငံ့ထားတယ်ဆိုတဲ့သဘောပေါ့လေဒီလောက်ထားဆိုတော့အခုဒီအလွတ်တော်ဆွေးနွေးပွဲကနေပြီးတော့တရားဝင်ဆွေးနွေးပွဲတွေကိုအမြန်ဆုံးပြန်သွားနိုင်မှုအတွက်ဒီနေ့ဆွေးနွေးပွဲဟာဘယ်လောက်ထိအရာထင်ခဲ့တယ်လို့ပြောလို့ရမလဲဆွေးနွေးပွဲတိုင်းကအရာထင်မှာအကျိုးရှိပြီးတော့အရာထင်တယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ဆွေးနွေးပွဲတွေကနေရှင်ဒီပြည့်စုံဆွေးနွေးဖြေရှာတဲ့ကျွန်တော်ရည်ချင်းချင်းမှုကိုအဆင့်စီတိုင်းလှမ်းရမယ့်ခြေလှမ်းနေလို့ကျွန်တော်နားလည်တာပေါ့နော်။အဲ့တော့ကြောင့်ကျွန်တော်တို့ဒီငင်းချိုင်းလုပ်ငန်းစဉ်ကိုအောင် counter ပေါ်တဲ့နေရာမှာလည်းဒီဆွေးနွေးပွဲကအလွတ်သဘောဆွေးနွေးပွဲတွေကအလွတ်သဘောလို့ပြောတယ်ဆိုပေမဲ့အမှန်တကယ်ပုံပွင့်လင်းလေးနဲ့ရင်းနှီးနဲ့ကျွန်တော်တို့အဖြေရှာနိုင်တဲ့အခြေခံတွေရတဲ့အတွက်ကြောင့်ကျွန်တော်ဒီအခြေခံတွေကနေတော့ကျွန်တော်ရှေ့ဆက်သွားနိုင်တဲ့အများကြီးထောက်ပံ့ပေးပါတယ်ဆိုတော့ဘယ်တော့လောက်မြန်တရားဝင်ဆွေးနွေးပွဲတွေကိုပြန်သွားနိုင်မလဲခင်ဗျာဒီလွတ်သဘောဆွေးနွေးပွဲကနေပြီးတော့ပေါ့ကျွန်တော်တို့ဒီငင်းချိုင်းလုပ်ငန်းစဉ်မှာဒီတစ်ဆို့တဲ့အပိုင်းတွေကိုဖြေရှာတဲ့နေရာမှာတော့ဖြစ်နိုင်တော့ကျွန်တော်တို့အများဆုံးဖြစ်ချင်ကြတာပဲလေဆိုတော့အများဆုံးရနိုင်တော့ကြိုးစားကြတာပေါ့ဟုတ်ကဲ့အဓိကတော့လေကျွန်တော်တို့ဒီနေ့ဆွေးနွေးတဲ့နှစ်ဖက်လုံးကသဘောထားတွေပေါ့နော်သဘောထားတွေကဘာပေါ်လွင်လဲဆိုတော့နှစ်ဖက်လုံးကဒီကျွန်တော်တို့ဥသွားနေတဲ့ NC လမ်းကြောင်းပေါ့နော် NC လမ်းကြောင်းကနေမတွေ့ဖက်ဘူးဆိုတော့နှစ်ဖက်လုံးသဘောထားဆန္ဒခိုင်ခိုင်မာမာရှိတယ်အဲ့တော့ဒီလမ်းကြောင်းကနေတော့သူဖယ်မသွားအောင်ဒီလမ်းကြောင်းမှာဖြစ်နေတဲ့အခက်အခဲတွေပေါ့နော်အဲ့ပေါ်မှာဆွေးနွေးတယ်ဆွေးနွေးတော့ဒီ NC လမ်းကြောင်းကိုပို့ပြီးတော့ခိုင်မာအောင်ပေါ့နှစ်ဖက်ကအမြင်ကြီးနဲ့ကြီးလေးနဲ့သွားနိုင်ရင်တော့ပို့ပြီးတော့မြန်ဆန်မယ်အဲ့အတွက်ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်ဆိုတာကျွန်တော်တို့လက်ခံတယ်နှစ်ဖက်ကလည်းလက်ခံတော့ကျွန်တော်တို့ကတော့ဒါပြီးအမြန်ဆုံးပေါ့နော်နှစ်ဖက်လုံးကနေအမြန်ဆုံးတွေ့ဆုံနိုင်ဖို့လည်းကျွန်တော်တို့ကြိုးပမ်းသွားမယ်နှစ်ဖက်လုံးကလည်းသူ့ဘက်ကိုယ်ပဲပြန်တင်ပြရမှာပြန်တင်ပြပြီးရင်တော့ကျွန်တော်တို့အမြန်ဆုံးတွေ့ဆုံသွားဖို့ပြီးရတဲ့ကျွန်တော်တို့တရားဝင်ပုံမှန်ရှိနေတဲ့ mechanism တွေပေါ်မှာအများဆုံးပြန်လည်ရောက်ရှိဖို့အဲ့ဒါကိုတော့ကျွန်တော်ကြိုးပမ်းသွားမယ်အဲ့လိုတော့ကျွန်တော်သဘောထားပေါ့နော်ဒါသဘောတူညီချက်တွေတော့မဟုတ်ဘူးအဲ့တော့အရေးကြီးတာနံပါတ်1က NCA ကိုဖြစ်ပေါ်လာတဲ့ဒီငင်းငင်းဖြစ်စဉ်ပေါ်မှာကျွန်တော်တန်ဖိုးထားတယ်ဒီအောင်မပြောက်ပြက်စေချင်ဘူးဒီအောင်ကိုအခြေခံပြီးတော့ပဲသွားကြမှာဒါနှစ်ဖက်လုံးကဒီသဘောထားပဲရှိပါတယ်ဆိုတော့ဒီအပြည့်အဖွဲ့တွေကဖွဲ့ထားတဲ့ PPST မှာဆိုလို့ရှိရင် KNU ကဥက္ကဋ္ဌနေရာတာဝန်ယူထားတာဆိုတော့လေဆိုတော့ KNU ကတရားဝင်ဆွေးနွေးပွဲတွေမတက်ဖြစ်ဘူးဆိုလို့ရှိရင်ကျန်တဲ့အဖွဲ့တွေအနေနဲ့ဒီဆွေးနွေးပွဲတွေဖြစ်မြောက်လာဖို့အတွက်တော်တော်လေးအခက်အခဲရှိနေပုံရပါတယ်ဆိုတော့တရားဝင်ဆွေးနွေးပွဲတွေပြန်ဖြစ်ပေါ်လာဖို့အတွက် KNU ပေါ်မှာလည်းအများကြီးမူတည်နေတယ်လို့မြင်ရပါတယ်ဆိုတော့ဘယ်တော့လောက်များတရားဝင်ဆွေးနွေးပွဲတွေကိုပြန်စပြစ်နိုင်တဲ့အခြေအနေရှိလဲဗျကျွန်တော်တို့ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေပြန်ပြီးဆက်သွယ်တဲ့ပုံစံတွေလုပ်သွားမယ်လို့ကျွန်တော်နားလည်ပါတယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ရဲ့ EU အတွင်းမှာပူးပေါင်းဆောင်ရွက်မှုအခြေခံကသက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုစီရဲ့အတွင်းမှာကျွန်တော်တို့စီဝေးဒီဆုံးဖြတ်ချက်တွေနဲ့အခြေခံပြီးတော့ position တွေကနေတစ်ဆင့်အလုံး EU တွေစုပြီးပြန်ဖွဲ့တဲ့အခြေခံတစ်ခုပြန်သွားဆိုတော့ကျွန်တော်တို့မှာကဒီ PPST ဆိုတာကျွန်တော် EU လက်မှတ် NCA လက်မှတ်ရေးထိုးထားတဲ့ဖွဲ့တွေရဲ့စုစည်းနဲ့အကောင့်တွေပေါ်နိုင်တဲ့ platform တစ်ခုအနေနဲ့ဖြစ်တဲ့အတွက်ကြောင့် KNU အနေနဲ့ကတော့ကျွန်တော်တို့အတွက်ဒီဖွဲ့စည်းထဲမှာဆွေးနွေးမှုတွေပြီးသွားတဲ့အခြေခံပုံမှာမူတည်တော့တစ်ဖက်မှာလိုအပ်တဲ့ပြင်ဆင်မှုတွေပြီးတဲ့ခါကျရင်တော့ပြန်ပြီးအကြောင်းကြားပြီးတော့လုပ်သွားတဲ့ဟာတွေဖြစ်လာမှာအစိုးရဘက်ကရောဒီ KNU ဘက်ကရောပေါ့လေဒီနေ့စီဝေးကဘယ်လောက်ထိတိုးတက်မှုရှိတယ်လို့
ဒီတစ်ခုခုနဲ့ဒီနှိုင်းပြခြင်းမှလည်းဗျာ အဓိကကတော့ဒီဖြစ်သွားတဲ့အနေအထားပေါ်မှာအလုံးအစိုးရနေရတယ်နေရာမှာလည်းကျွန်တော်တွေ့ရတယ်ပြည်သူတွေပေါ်မှာသက်ဆိုင်ရာစိတ်ဟွာတဲ့အားလုံးမှာစိုးရိမ်မှုရှိတယ်အဲ့တော့စိုးရိမ်မှုကိုကျွန်တော်တို့ကဒါပြပြောင်းနိုင်တဲ့ဒီနေ့တွေ့ဆုံမှုမှာကျွန်တော်တို့သဘောထားတူညီတယ်ပေါ့နော်။ဘာလဲဆိုတော့နံပါတ်1ကျွန်တော်တို့ NCA ကိုကျွန်တော်တန်ဖိုးထားတယ်အလေးထားတယ်ဒီကဖြစ်လာတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဒီ process ကိုပုံမှာကျွန်တော်တို့နှစ်ဖက်ကတန်ဖိုးထားတယ်ဒီဟာကိုပျောက်ပြက်စေချင်ဘူးဒီဟာကိုဆက်ပြီးခံမှာလုပ်ချင်တယ်ဆိုတဲ့သဘောထားနှစ်ဖက်လုံးမှာပေါ်နေတယ်။နံပါတ်2ချက်ကကျွန်တော်တို့အနေနဲ့ခုနတင်ပြသလိုပေါ့နော်သူ့ဘက်ကိုပဲကျွန်တော်တို့သက်ဆိုင်ရာကောင်းဆောင်တွေရှိတယ်ပြန်ပြီးတော့ကျွန်တော်ဆွေးနွေးမှုအခြေအနေတွေကျွန်တော်ပြန်တင်ပြရမယ်ပြီးရင်ကျွန်တော်တို့အမြန်ဆုံးပြန်ပြီးတော့တွေ့ပါမယ်။နံပါတ်3ချက်ကတကယ်အခုရဆိုင်သွားတယ်ပေါ့နော်ခဏလေးရဆိုင်သွားတဲ့အနေအထားကနေပုံမှန် mechanism တွေစီပြန်သွားဖို့ process ကိုတန်တဲ့အဖွဲ့တွေနဲ့သွားဖို့ကိုကျွန်တော်တို့အများဆုံးကြိုးပမ်းသွားမယ်။2လ3လအတွင်းလည်းဖြစ်သွားနိုင်တယ်။ကျွန်တော်တို့အတိအကျပုံစံများအောင်လည်းကျွန်တော်တို့ကြိုးပမ်းသွားမယ်ပေါ့။အဲ့လိုတော့ကျွန်တော်တို့စဉ်းစားထားတယ်။ကျွန်တော် KNU တွေကတော့လေကျွန်တော်တို့တောက်လျှောက်ပေါ့ကျွန်တော်နိုင်ငံရေးပြည်ထနာနိုင်ငံရေးနဲ့ဖြည့်ရှင်းမယ်ဆိုတဲ့အခြေခံကိုကျွန်တော်တို့ကြိုက်ဆွဲလာတယ်လို့အခုဒီ NCA အနေဖြစ်လာတဲ့နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းဆိုတာဒါနိုင်ငံရေးဆွေးနွေးပွဲတွေစနိုင်တယ်ပထမဆုံးအခြေခံလို့ကျွန်တော်မြင်တာပါเนาะအဲ့တော့တခါတည်းမှာပဲ NCA မှာလည်းကျွန်တော်တို့ဒီနှစ်ဖက်ကလက်မှတ်ရေးထိုးထားတဲ့အခြေခံတွေထဲမှာကျွန်တော်တို့အခြေလေညှိနှိုင်းဆွေးနွေးခြင်းတို့ကျွန်တော်တို့ဒီမတူညီမှုတွေကိုဖြည့်ရှင်းတဲ့အခါမှာလည်းသဘောထားကွဲလွဲမှုတွေအင်အားသုံးဖြည့်ရှင်းခြင်းမပြုရဆိုတဲ့အခြေခံမျိုးတွေကလည်းပါနေတဲ့အတွက်ကြောင့်ကျွန်တော်အားလုံးကလည်းတကယ်ရရှိတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့ရည်မှန်းချက်တွေတူညီတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ပြည်သူလူထုကိုပြောချင်တာကတော့ကျွန်တော်တို့ NCA လမ်းကြောင်းက NCA လက်မှတ်ထိုးထားတဲ့ KNU ဘက်ကတော့အသင့်တော်ဆုံးလမ်းကြောင်းတစ်ခုလေးဖြစ်ပြီးတော့ကျွန်တော်ဒီအခြေခံကနေဒီဇိုင်းမမပေါ့နော်ဆက်သွားမယ်ဒါပေမဲ့ဆက်သွားတဲ့နေရာမှာ NCA လမ်းကြောင်းပြီးမှန်ကန်ပြီးတော့တရားမျှတတဲ့လမ်းကြောင်းဖြစ်အောင်တော့ကျွန်တော်စူးစမ်းသွားမယ်ဆိုတော့ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှာတဲ့နေရာမှာprocess တွေကမှန်ကန်ဖို့လိုပြီးတော့တရားမျှတမှုရှိရမှာဖြစ်လို့ကျွန်တော်တို့ substance ကိုခေါ်တဲ့ဒီဆွေးနွေးမှုအကြောင်းအရာပိုင်းမှာလည်းအားလုံးကြားမှာပုံစံနဲ့သဘောထားတွေချမှတ်နိုင်လို့အရင်အရေးကြီးတဲ့အတွက်ကြောင့်ဒီလိုအခြေခံမျိုးတွေရအောင်ကျွန်တော်တို့ကြိုးစားပြီးတော့ညှိနှိုင်းတော့မှာဖြစ်ပါတယ်ဒီတစ္ဆမှုတွေအခုဖြစ်သွားတဲ့အခြေအနေကဘလို့အကြောင်းချက်တွေပေါ်မှာကြောင်းလို့ပြောလို့ရမလဲလို့ဒါတို့မှုအနေနဲ့ပေါ့အဓိကပြောလို့ရတာတော့ကျွန်တော်တို့ NCA ပေါ်မှာကျွန်တော်တို့ NCA ကောင်ထဲပေါ်မှုနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့မတူညီတဲ့ရှုထောင့်ကနေကောင်ထဲပေါ်နေကြတယ်လို့ပဲကျွန်တော်တို့အဲ့လိုနားလည်တယ်အဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ဒီလိုသဘောထားကွဲလွဲမှုလေးတွေပြန်ညှိဖို့လိုအပ်တယ်ဆိုတဲ့အခြေခံဖြစ်လာတာပါ။ကဲရပြီ။နော်လူတဘောစနေပွဲကိုလာနေရပါတော့ဒီ NCA နဲ့ပတ်သက်ပြီးတော့ဒီကြည့်တယ်နားလည်မှုတွေကိစ္စတွေအစိုးရဘက်ကတမျိုးနားလည်တဲ့တိုင်းနာလက်နက်ကိုင်ဖွဲ့စည်းတဲ့ဘက်ကတမျိုးနားလည်တဲ့ဆိုပြီးတော့ပြောဆိုတာတွေကငကိုရရှိခဲ့တယ်ဆိုတော့ဒီအစိုးရဘက်ကနေပြီးတော့ဒီပေါ်မှာဒီလူတဘောစနေပွဲကိုလာဖို့တော့ပေါ့နော်ညွှန်ကြားချက်ပေါ့ဒီလိုတွေကရှိသလားပြဘလို့ပုံစံနဲ့ဒီနားလည်မှုကိုတူအောင်လို့ဘယ်လိုမျိုးများကြိုတင်ပြင်ဆင်ခဲ့လဲဒီမှာရှင်းနေတယ်မဟုတ်ကျွန်တော်တို့မှာသက်ဆိုင်ရာခေါင်းဆောင်တွေရဲ့guideline ရှိတယ် mandate ရှိတယ်ပေါ့နော်ပြလိုက်တာရှိတယ်အဲ့ဒီပြင်ကျွန်တော်တို့ဒါကတော့အသေးစိတ်ပြောဖို့မရှိဘူးနံပါတ်2ချက်ကအလွတ်သဘောဖြစ်တဲ့အတွက်ကျွန်တော်တို့က condition ဘာမှမရှိ pre condition မရှိဘူးဒီတိုင်းတွေ့မှပြောမယ်ဒါပဲကျွန်တော်တို့ကြားထဲမှာ agenda ညှိတာတို့ဘာအကြောင်းပြောမယ်ဆိုတာမရှိဘူးဒီမှာပဲကျွန်တော်တို့ကကိုသူ့ဘက်ကိုပဲရှိသမျှပေါ့နော်ပုံမလင်းလင်းရှင်းပြောတဲ့သဘောပဲအဲ့လောက်ဆိုရပြီရှင်နော်โอเคကျေးဇူးပါ